ကိုဗီဒီယိုကို reaction ပြန်လုပ်သွားမယ်နေရောအတမ်းကြားရအောင်မလားဘယ်ကြားရမလဲဗီဒီယိုရိုက်တဲ့အချိန်မိုက်ဖွင့်ဖို့မိပါ anyway ဒီကနေပဲပြောရမယ်ကျွန်တော်ရရှာနေပစ္စည်းအများကြီးမှာဟာပေါ့နော်ထုတ်ကြည့်3ထုတ်ဒီမှာအဆုံးကတော့ Converse 8အနီရောင်လေးပေါ့နော်ဒုတိယကတော့ Ballet ဖနက်ပူမာခုနောက်ပိုင်းဒီလို Ballet ဖနက်တွေခစ်စားရပေါ့နော်မင်္ဂလေးစီဒုတိယကတော့ဒီ New Balance 930 Steel Grey ဒီကတော့အထုတ်New Era ပေါ့နော်နောက်မှာ adjust လုပ်လို့ရတဲ့ snap ပါတယ်ဒီကတော့ Ari Doja ပေါ့နော် classic နောက်မှာ adjust မှာပါတော့သူက fit ပေါ့နော်ကိုယ်ဆိုင်နဲ့ကိုဆောင်းရဒီကတော့B6000 ပေါ့နော်ဒီအခုနောက်ပိုင်း customer တော်များဝယ်ကြရဟုတ်တယ်ဒီဆိုင်မှာပေါ့နော်ဒါတော့ New Balance 930ပဲဖြူပေါ့နော်ဘာနဲ့ဟိုလိုင်းမဲ့ကာလာဖြစ်ပါတယ်ဒါတော့ဒီဘက်930 white saver navy ပေါ့နော်ကဲ Dickies အင်ဂျီလည်းမှားထားရပေါ့နော် Dickies ဒီအရောင်ကတော်တော်မိုက်တယ်ဟုတ်တယ်အလုံးက American style ပေါ့နော် American လူငယ်ဦးတဲ့ style ဘာလို့ဒါအနီပေါ့နော်ဒီဇိုင်းကအတူတူပဲokay ဒီမှာလည်း quality တော်တော်ကောင်းတယ်ဈေးကလည်းအရင်မမြောင်ဒါတော့F91W Casio ရဲ့ classic နိုင်ပေါ့နော်ပြီးတော့ဒီကမင်္ဂလေး design ပေါ့နော်မင်္ဂလေး Casio ပဲပြီးတော့ဒါ Dickies လည်း8ပေါ့နော် Dickies logo ပဲပါရပေါ့နော်ဒါလည်း classic ကိုပြောလို့ရတယ်အဲ့ထဲမှာဆိုရင်ဒါ Nike ပေါ့နော်ဒါကကျွန်တော်ထင်ထားတဲ့အထက်ပိုအောင်ကြီးရဲ့အပြင်မှာဒါကတော့ Converse classic check ထိတာပေါ့နော်ပေါ့လေးပဲ check ထိတာDickies ဒီဘက်မှာ American original ရေးထားတယ် Nike 8တဲ့ဖုန်းတွေပါထည့်လို့ရတယ်ဒါ Dickies အင်ဂျီပေါ့နော်အတိုင်းအထူကြီးပဲအပြင်မှာဒါခဏဟိုအင်ဂျီပဲအဲ့မှာအနေအောင်ဒါ MLB ပေါ့နော် MLB New York လို့အတေးပဲပါတယ်ပေါ့နော်ပြောင်းဒါ Vans Classic so that's it ဒီ PC အကုန်လုံးကိုလောကမှာ install ဝယ်လို့ရပါတယ်နောက်ဘာ reaction လုပ်ပြရမလဲ comment မှာမှတ်ခဲ့ပေးကြပါအောင် peace out